ဖျားတပည့်တော်မှာတို့သည်ကောင်းမြတ်ဖြူစင်သောစေတနာဖြင့်ထေရဝါဒသစ္စာသာသနာတန်ရှင်းတည်တံ့ပြန့်ပွားရန်ရည်ရွယ်လျက်လစဉ်နှင့်အမျှတုံညတအပြည်ပြည်ဆိုင်ရာတရားရိပ်သာယူ၌15ရက်စခန်းများ10ရက်စခန်းများရန်ကုန်မြို့တော်ကြီးတွင်ရွှေတကုံခြေတော်ရင်း၌၎င်းမြန်မာတိတိသင်္ကာကျောင်းတိုင်း၌၎င်းဗုဒ္ဓထောင်ဘုရားခြေတော်ရင်း၌၎င်းသူဝနမြို့ဦးစေတီခြေတော်ရင်း၌၎င်းကျန်စင်မင်းအိမ်ယာစေတီတော်ခြေတော်ရင်း၌၎င်းပေါ်တော်မူဖျားခြေတော်ရင်း၌၎င်းအင်းစိန်မြို့၌၎င်းစိန်မိုင်ကုန်း၌၎င်းအခြားသောတင့်လျော်ရာရိပ်သာများ၌၎င်းဟိုတယ်များ၌၎င်းဖျားတပည့်တော်တို့သည်9ရက်သားသမီးအများအပေဘေးမှလွတ်ကင်းစေရန်နှင့်သစ္စာတရားကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလည်းသိကြပါစေသိတဲ့အတိုင်းလည်းကျင့်ကြံအားထုတ်၍နိရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်စေရန်ရည်ရွယ်ကဘုရားတပည့်တော်တို့သည်ဒါနကုသိုလ်သီလကုသိုလ်သမထဘာဝနာကုသိုလ်ဝိပဿနာဘာဝနာကုသိုလ်တို့ကိုအထူးကြိုးစားအားထုတ်၍အောင်မြင်ခဲ့ပြီးအမှန်ဖြစ်ပါ၏ဤသာသနာအကျိုးအတွက်အောင်မြင်စေရန်ဝိုင်းဝန်းကူညီကြကုန်သောရတ္တပန်ဆုံးလူရှင်မိသားစုများမှဇာယီဥလတံဆရာမကြီးတော်သူဆောင်မိုးဤကောင်းတော်၌ကံကြီးလျက်ရှိသောခေါင်းကိုက်ခေါင်းမှုယောဂနှင့်တကွမိသားစုများတွေ့ဆုံရန်နိုင်ငံတကာခရီးစဉ်သည်လည်းအမြန်ဆုံးအောင်မြင်ပါစေတည်းခန္ဓာကိုယ်တွင်ကိုယ်ပါကံကြီးလျက်ရှိသော96ပါးယောဂဝေဒနာဆင်းနှင့်တကွယန္တနာ3ပါးနှင့်ဆန့်ကျင်သောဆက်ဟုတမျှဘုရားတပည့်တော်တို့ပြုလုပ်ခဲ့ပြီးသောပြုလုပ်လျက်ရှိသောပြုလုပ်ရန်ရှိသောကုသိုလ်ကောင်းမှုတို့၏အကျိုးဆက်ကြောင့်သစ္စာတရားကြောင့်အမြန်ဆုံးနေ့ချင်းညချင်းပျောက်ကင်းပါစေတည်းနိုင်ငံတကာခရီးစဉ်တည်လည်းအခက်အခဲမရှိဘဲချောင်းဝိတ်စွာဖြင့်အမြန်ဆုံးအောင်မြင်ပါစေတည်းဝိုင်းဝန်းကိုညီကြကုန်သောတရားပြမနတ်တွေဝါနှင့်တကွာဘိုးဘိုးကြီးနှင့်အဖွဲ့သားများသာသနာဆောင်နာမည်ကြီးလေးပါကျွန်ုပ်တို့အားလုံးတို့၏ကိုယ်ဆောင်နှင့်များဝိဇ္ဇာ8000ဆရာအပေါင်းနှင့်တကွာသက်ဆိုင်ရာပုဂ္ဂိုလ်အားလုံးတို့အားအမြတ်ပေးဝေပါကုန်၏အမြတ်ရကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးလျင်ဆုံးလူရှင်မိသားစုဖြစ်သောဆရာကြီးဦးလတန်နှင့်ဒေါ်သူစာမိုးတို့အားဝိုင်းဝန်းကူညီဆောင်ရှောက်နိုင်ကြပါစေကုန်သတည်းကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်
သာ